Hello, hello မင်္ဂလာပါအစီဂျာမနီမှာဘန်အကောက်ဖွင့်တော့လေ experience ကိုလေ share မလုပ်ရသေးဘူးဒါပြောပြအောင်မယ်ဂျာမနီမှာဘန်အကောက်ဖွင့်မယ်ဆိုရင်ဘာ document တွေလို့လဲဆိုရင် first appointment ယူရမယ် appointment ယူဖို့အတွက် at least 1 month or at least 3 week ပေါ့3ပတ်လောက်2ပတ်အနည်းဆုံးကျွန်တော်ဒါမှ3ပတ်4ပတ်လောက်တစ်လလောက် appointment ဆောက်ရတာပေါ့နော်အဲ့လိုမျိုးဆောက်ရတယ် appointment ယူရမယ်နံပါတ်2တစ်ခုကကျွန်တော်တို့test ID လုပ်မယ်ပေါ့နော် test ID လုပ်မယ်နောက်တစ်ခုက city registration ပေါ့ကျွန်တော်ဒီမြို့မှာနေကြောင်းဆိုတော့မှတ်ဖို့တင်ထားတဲ့အဲ့ဒီထောက်ခါစာလုံးမှာပေါ့နော်အဲ့ဒီ3ခုနဲ့ပြီး passport ပေါ့4ခုပေါ့အဲ့လိုမျိုးလုပ်ပြီးသွားစေဘန်တော့ဖွင့်ရမှာပေါ့နောက်တစ်ခုကဘာလို့လဲဆို translator လုပ်မယ်ဘာတော့လဲဆိုတော့ document တွေအရင်များတယ်ကွာသူရဲ့ security ကအရင်များတော့သူတို့ရှင်းပြရတယ်ဆိုရင်သူတို့ကဂျာမန်လိုပဲရှင်းတာအင်္ဂလိပ်လိုပြန်ရှင်းဖို့အတွက်ဒီဟာကိုသူတို့ translate အင်္ဂလိပ်လိုတော့ရတယ်ဒါပေမဲ့သူတို့မပြောဘူးဂျာမန်ကနေ translator တယောက်တငယ်ချင်းတယောက်ကိုရှာရမှာပေါ့အဲ့ဆိုကျွန်တော်ကတော့ appointment ယူတဲ့အချိန်မှာ RC ကိုလည်းအဲ့လိုပြောတယ်ဘာလဲtranslator နိုမယ်လို့အဲ့လိုကျွန်တော် appointment မှာလည်းလို့ရေးထားတယ်ဒါပေမဲ့ဒီမှာကျွန်တော်တငယ်ချင်းတချို့အဆောင်ထဲမှာပေါ့ကျွန်တော်ရဲ့ flatmate ပေါ့နော်သူတို့ကြတော့ဆောစီစီဆိုလဲခေါ်ဖို့လဲအားနာတယ်လေနော်အားနာဆိုတော့အစီယာသူတို့ကိုမခေါ်ဘူးမခေါ်ပဲကိုယ့်အကိုပဲတွားမယ်ဆိုမှတွားခဲ့တယ်ပေါ့နော်တွားခဲ့တော့သူတို့ကtranslator လို့တယ်ပေါ့ကျွန်တော်ကပြောလိုက်တာကျွန်တော်မှတကယ်ချင်းမရှိဘူးလို့ဒီမြို့ထဲမှာတယောက်တည်းပဲဟုတ်တယ်လို့ဂျာမန်စကားပြောတတ်တဲ့လူကမရှိဘူးလို့ I'm alone လို့I don't have who can speak German language ပေါ့နော်အဲ့တော့ဘယ်လိုဖြစ်နေတဲ့နီလန်နဲ့ပဲကျွန်တော်အဆင်ပြေအောင်ကျွန်တော်လုပ်ပေးပါလို့ကျွန်တော်လို့ပြောလိုက်တာလေဆိုရင်သူက passport ပြတဲ့အဲ့ဒီဘိုင် manager တွေ passport ပြလိုက်တော့ကျွန်တော်ရဲ့passport က student visa ဆိုတော့သူတို့ကဘာမှမပြောတော့ဘူး student visa မဟုတ်တော့တခုတော့သူတို့ translator ရှာခိုင်းမလားမရှာခိုင်းမလားတော့မသိဘူးအဲ့နဲ့ student visa ပြလိုက်တော့ student ဆိုတဲ့အခွင့်အရေးဘယ်လောက်ထိကြီးမှလဲ visa ကိုကြည့်လိုက်နေတဲ့ student visa ဆိုတာတည်တော့ okay wait a moment အဲ့နဲ့တွားလိုက်ရောအဲ့နဲ့သူတို့လည်းပြန်ခိုင်း translator မရှိဘူးဆိုတော့ကျွန်တော်တယောက်ထဲလို့သူတို့ပြောလိုက်ဆိုတော့ဒီမလားအဲ့ဒီ translate အင်္ဂလိပ်ရဲ့ဂျာမန်ရတဲ့ကောင်မလေးတယောက်ကိုရှာပြီးမှပြီးနောက်ထပ်ဂျာမန်ကောင်တယောက်နဲ့သူတို့နှစ်ယောက်နဲ့ကျွန်တော်ဘန်ကောက်ဖူးပေးခဲ့တာပေါ့နော်အဲ့တော့ဘန်ကောက်ကဘာဖြစ်လို့သူတို့က security လောက်မိထားလဲဆိုရင် document တွေကလည်းအများကြီးပဲတကယ် translate ကို logo လိုတယ်ပေါ့နော်သူတို့အော်မှာဂျာမန်အင်္ဂလိပ်စကားရတယ်ဆိုပေမဲ့ဂျာမန်လိုပြောဖို့အတွက်ဆိုရင်ဖြစ်တာပေါ့အကလုံးအင်္ဂလိပ်နဲ့ပြောရင်ဂျာမန်ကိုအင်္ဂလိပ်လိုပြောရင်အကလုံးဘာသာမပြတ်မိမှာစိုးလို့နေမှာပေါ့နော်အကြောင်းမို့ translator လိုတယ်လို့သူတို့အဲ့လိုပြောတာထင်တယ်ဆိုတော့ကျွန်တော်ယူဆသွားတာပြီး sign တွေလည်းအများကြီးထိုးရတယ်ဒါ ocean နဲ့လည်းအများကြီးရှိတယ်ပေါ့နော်ဘယ် ocean ကိုလိုချင်လဲဘယ် ocean ကိုဖွင့်ချင်လဲပေါ့အဲ့လိုမျိုးတွေပြောတာပေါ့ဟာစီပေါ့ဆိုရင်ကျွန်တော်ကလည်းဖြစ်နေတဲ့အရာပေါ့ဖြစ်နေတဲ့အဆိုတာကိုပေးနေတဲ့အရာပေါ့သူကဘန်ကိုက်လောက်လိုက်ပြီဆိုလဲ at least တစ်လကို4 euro ပေးရတာရှိလဲ7 euro ပေးရတာရှိလဲ18 euro ပေးရတာရှိလဲဆိုကျွန်တော်ကတော့ចောင်းတာမို့လို့ဒါပေမဲ့သူက4 euro နဲ့90ဆက်ကဘယ်လောက်တစ်လကိုဘယ်လောက်ပေးရတယ်transfer လုပ်တဲ့အချိန်မှာ cash ကိုထုတ်တဲ့အချိန်မှာအဲ့လိုမျိုးတွေဆိုရင်လည်းသူကဘယ်လိုပြောမလဲအဲ့လိုမျိုးဆိုလဲသူကပြန်ပတ်စံပေးရတယ်မထူးပြန်ပေါင်းလိုက်တဲ့လောက်ကိုတော့လဲ10 euro ကြော်ဖြစ်တယ်ပေါ့အဲ့ဆိုမထူးတော့ဘူးဆိုမှ7 euro ကိုယူလိုက်မယ်ဆိုရင်တလလို့ဘာမှပေးစမလို့ဘယ်မှာ cash ထုတ်ဘာပဲလို့သူတို့ကအဲ့ဒါနဲ့ဘာဖြစ်လို့ចောင်းသားအဲ့လိုအများကြီးပေးရလေလို့မေးလိုက်တာဒီနေ့မှသူတို့ rule တွေပြန်ပြောင်းထားတယ်တဲ့အရင်ကတော့ဒီ bank ကဖွင့်တဲ့ចောင်းသားတွေကပတ်စံပေးစမလို့ပေါ့ဒါပေမဲ့အခုကျတော့သူတို့ကဒီနေ့မှပြောင်းထားတဲ့အတွက်ကြောင့်မို့တဲ့sorry ပေါ့အဲ့လိုမျိုးပြောပါအဲကြောင့်မို့ဘန်ကာလို့ဖို့အတွက်လေကျွန်တော်တို့မြန်မာနိုင်ငံမှာကဘန်ကာလို့မဆိုရင်အခုဆိုရင်အရင်တော့ဆိုရင်ပိုလွယ်ကူတယ်ပေါ့အခုလည်းနေတော့ခက်မလားမခက်လားတော့မသိတော့ဘူးပေါ့တော့ဒါပေမဲ့ဘယ်လိုပြောမလဲဒီဘန်ကသူတို့ရဲ့ဘန် security ကလည်းအရင်မိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီဘန်ကောက်ရဖို့အရေးဆိုရင်ဘာကြီးလုပ်ရမလဲဆို city registration လုပ်ရမယ်အဲ့ဒါပြီးမှပဲ city registration လုပ်ပြီးဆိုမှပဲ
test ID ရလာမှာပေါ့နော် test ID ကိုသူတို့တခါကျရင်သူတို့ရုံးကနေပို့တဲ့ဟာတော့နည်းနည်းကြာတယ်ပေါ့နော်ဒါပေမဲ့ကိုကကိုသွားယူဆိုလည်းရတယ် test finance ကိုပေါ့နော်အဲ့လိုမျိုးတွေသွားယူလည်းရတယ်မယူချင်ဘူးဆိုလည်းစောက်လိုက်သူတို့ post mail ပေါ့နော်ကျွန်တော်တို့ရဲ့ post box mail box မှာပေါ့နော်သူတို့ရောက်လာလိမ့်မယ်အဲ့ဒါ test ID ပြီးဘန်ကိုဘန်ဖူအတဲ့ပထမဆော့ appointment ယူရမယ်နောက်တစ်ခါ possible ပေါ့နော်အဲ့ဒီလေးခုလိုအပ်ပါတယ်ပေါ့ဆိုဂျာမနီမှာဘန်ကောက်ဖို့မယ်ဆိုရင်အဲ့ဒါတွေကိုရင်လို့ဖို့လိုပါတယ်လို့အဲ့တော့အဲ့ဒါကိုပြပြချင်တာကဘန်ကောက်လို့ဖို့မဆိုရင်အခုန city registration ပေါ့နော် city registration လို့ဖို့တော့ကတိလာအိမ်ငားတဲ့ပုံမှာမူတည်နော်တချို့အိမ်တွေကကျွန်တော်တို့အဆောင်တွေဆိုရင်တော့ city registration လို့ဖို့အတွက်အိမ်ရှင်ကနေ contract ကနေစာရွက်ပေးတယ်ပေါ့နော်အဲ့ဒီကနေတွားရတာပေါ့နော်တချို့အိမ်ကမပေးဘူးပြောရနော်ဆိုရင်အိမ်ငားတဲ့အချိန်မှာလည်း city registration ရလားမရတော့ဆိုတာတစ်ချက်မင်းမြန်ရမှာဖြစ်ပါတယ်ပေါ့အဲကြောင့်ဒီနေ့အစီကအဲ့ဒီဘန်ကောက်နဲ့ပတ်သက်ပြီးမှဗီဒီယိုရိုက်ပြီးမှအလုပ်ကိုပြန်နေပြောပြချင်ဖြစ်ပါတယ်ပေါ့နော် okay အဲ့တော့ good luck ပါ